1950 ခုနှစ်အာရှရဲ့အချမ်းသာဆုံးနိုင်ငံများ1950ပြည့်နှစ်များစီသို့ခရီးဆက်ကြပါစို့ထိုချိန်ကအာရှသည်ကမ္ဘာစီးပွားရေးအင်အားစုများတွင်ထိပ်ဆုံးမှရပ်တည်ခဲ့သည်ယနေ့ကျွန်တော်တို့သည်1950ခုနှစ်တွင်အာရှ၏အချမ်းသာဆုံးနိုင်ငံ10နိုင်ငံကိုဖော်ထုတ်တင်ဆက်ပေးသွားပါမည်1950ခုနှစ်တွင်အာရှ၏စီးပွားရေးအင်အားကြီးနိုင်ငံများတွင်ဂျပန်၊အိန္ဒိယ၊တရုတ်တို့ပါဝင်ခဲ့သည်သို့သောအံ့အားသင့်စရာကောင်းသည်မှာမြန်မာနိုင်ငံသည်လည်းထိုစာရင်းတွင်ပါဝင်ခဲ့ခြင်းပင်ဖြစ်သည်1950ခုနှစ်များတွင်မြန်မာနိုင်ငံသည်အာရှ၏အချမ်းသာဆုံးနိုင်ငံများထဲမှတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့သည်စံစပါးအထွက်နှုန်းကောင်းမွန်ခြင်းနှင့်တယံဇာတများကျွဲဝခြင်းတို့ကြောင့်မြန်မာစီးပွားရေးသည်အင်အားကောင်းမွန်ခဲ့သည်ထို့ပြင်ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊ပါကစ္စတန်နှင့်တောင်ကိုရီးယားတို့သည်လည်းအာရှ၏စီးပွားရေးတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြသည်ဒီနိုင်ငံများသည်ကုန်သွယ်ရေးနှင့်စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ခဲ့ကြသည်1950ခုနှစ်များတွင်မြန်မာနိုင်ငံသည်အာရှ၏အချမ်းသာဆုံးနိုင်ငံများထဲမှတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တော်လဲနောက်ပိုင်းတွင်နိုင်ငံရေးမတည်ငြိမ်မှုများနှင့်စီးပွားရေးမူဝါဒများကြောင့်ဆုတ်ယုတ်သွားခဲ့သည်သမိုင်းသည်သင်ခန်းစာများစွာကိုပေးစွမ်းနိုင်ပါသည်